အခုနောက်ဆုံးရောက်ထားတဲ့ shaker လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်အဲ့ဒါလေးကတော့ on optimum nutrition နဲ့ထုတ်ထားတဲ့ shaker လေးဖြစ်ပါတယ် mail အနေနဲ့ကတော့900ဒီမှာတော့900ရေးထားပါတော့တကယ်တမ်းတော့950 600လောက်တော့သွားမယ်ထင်တယ်ဗျတပူလုံးအဲ့လောက်တော့ရလောက်မယ်ထင်တယ်ပြီးရင်အနောက်မှာက unlock more you ဆိုပြီးမှစာသားလေးတစ်ခုရေးထားပါတယ်အတိတ်ပဲရှိပါတယ်ဒီ shaker လေးနဲ့ဒီစာသားလေးနဲ့လိုက်ဖက်နေရလို့တော့ပြောလို့ရပါတယ်နော်အဲ့တော့အတွင်းထဲကိုကြည့်မယ်ဆိုရင် quality ကမာရဗျ plastic တော်တော်ကောင်းတယ်ပြီးရင် spring ပါမယ် spring လေးရလဲ packing လေးအတိုင်းပဲပြီးရင်တော့ထုံးစံတိုင်း made in China ပေါ့နော်ဒီကောင် BBA free ဖြစ်မယ်အယောင်အနေနဲ့ကဒီတယောင်ပဲရှိမယ်အကြည်ရောင်ဆိုတော့ transparent အကြည်ပေါ့နော်အကြည်လို့ပဲပြောအောင်ပေါ့ on shaker 900မယ်ဈေးလေးကတော့2000ဝဲပါ stock အရေးအတွက်အရင်နေပါတယ်အမြန်ဝယ်ထားမှစိတ်ချမယ်နော် marginal ဆိုရင်တော့36 82 83မဟောင်းမြေမန္တလေးမှာရှိတဲ့ CrossFit supplement showroom မှာဆက်တွေဝယ်နိုင်ပါတယ် stock အရင်နေတယ်ကျေးဇူးတင်ပါတယ်